မိမိအကြောင်းဒုတိယပတ် Day 3 Day 3မှာသင်ကြားရမှာတွေကတော့ကျွန်တော်အမေလားခမညာပုံမြင်ကိုပြောခြင်းကျွန်တော်အမေလားခမညာပုံမြင်ကိုအမှုအရာဖြင့်သရုပ်ဆောင်ခြင်းကမောနိကပြာကိုအုပ်စုဖွဲ့၍နှုတ်ဆက်ခြင်းအကြားအာယုံကိုသုံး၍ကစားခြင်းအယောင်တူစုခြင်းအယောင်တူပစ္စည်းများစုခြင်းအနာယူခြင်းတိစုခြင်းတနေ့တာနှစ်ချုပ်ဒါတိရှယ်ကဟိုပါဘောနော်သူ့ရဲ့အချိန်စရာအတိုင်းတစ်ခါတည်းကိုပြီးထားတာပါဒါမိနစ်30စာ30စာတွေခွဲထားပြီးသားပေါ့နော်ကျွန်တော်အမေလားခမညာပုံမြင်ကိုပြောခြင်းဆရာကကျွန်တော်အမေလားခမညာပုံမြင်ကိုပြန်ပြောမယ်ဆရာပြောပြတဲ့အခါမှာကလေးတွေထဲမှာပြောနိုင်တဲ့လူတွေကိုတစ်ချိကိုထွက်ပြီးတော့ပြောခိုင်းမယ်ပုံမြင်ပြောနေတဲ့အချိန်မှာလည်းဆရာကမိကွန်းလေးတွေမေးမယ်ပေါ့နော်ပုံမြင်ကိုကလေးတွေပို့ပြီးစိတ်ဝင်စားဥမာဥလေးကဘယ်ကကြလာလဲဘာလို့ကြလာလဲပြီးရင်ဘယ်နေရာတွေကိုဖြတ်သွားတာလဲဘယ်သူတွေနဲ့တွေ့တာလဲကဲငှက်ကလေးတွေးခဲ့တဲ့တိရစ္ဆာန်လေးတွေပြောပါဆိုအဲ့ထဲမှာပါတဲ့တိရစ္ဆာန်လေးတွေကိုသူတို့အစင်လိုက်ပြောတတ်မယ်တီရှယ်ဆိုရင်သူတို့အများကြီးတွေ့ပါတော့အမြောက်ပြီးရင်ဘာနဲ့တွေ့တာလဲမလိပ်ပြီးရင်နောက်ထပ်တွေ့တဲ့တိရစ္ဆာန်ကောင်လေးကဘာကောင်လဲအဲ့လိုမေးတဲ့အတွက်ကလေးတွေကပိုပြီးစိတ်ဝင်စားသွားနားထောင်ပြီးတော့သူတို့ပြန်လည်ပြောပါတယ်တီရှယ်ကလေးတွေပြောတော့ကဗီဒီယိုတွေရိုက်ထားရှိပါတယ်အဲ့ဒီဗီဒီယိုကတီရှယ်ရဲ့ Facebook အကောင့်မှာတင်ထားတယ်ပေါ့နော်အရင်တော့တီရှယ်တင်ခဲ့တော့ပေါ့နော်တီရှယ်နေ့တိုင်းနေ့စဉ်လိုက်တင်တဲ့သင်ခန်းစာလေးတွေကိုဆိုရင်တီရှယ်ပြန်ပြီးတော့ဗီဒီယိုလေးနံပါတ်တန်းနေပြီးတင်တဲ့အချက်ရှိတယ်ပေါ့နော်အဲ့ဒီတီရှယ်ရဲ့ Facebook အကောင့်ကိုတည်ခြင်း Messenger မှာလာမေးလို့ရပါတယ်ကျွန်တော်အမေလားခမညာပုံပြင်ကိုအမှုအရာဖြင့်တရုပ်ဆောင်ခြင်းဆရာကပုံမြင်ကိုအတန်နဲ့အတန်ထားဟန်ပတ်အမူအရာနဲ့အစားမအစုံတစ်ခါပြန်ပြောမယ်ပုံမြင်ပြောနေတဲ့အချိန်မှာပုံပြင်ကပါတဲ့တိရစ္ဆာန်လေးရဲ့အော်တန်လေးတွေလှုပ်ရှားပုံလေးတွေကိုကလေးတွေနဲ့အတူပြောပြီးတော့လုပ်မယ်ပေါ့နော်တခြားတော့ပုံမြင်ကိုသူတို့အဲ့လိုပေါ့နော်တရုပ်ဆောင်ခိုင်းလိုက်တယ်ဟိုကလေးတွေကိုပေါ့နော်အုပ်စုဖွဲ့လိုက်တယ်ပုံမြင်ထဲမှာပါတဲ့တိရစ္ဆာန်အကောင်အရေးအတွက်တိုင်းအုပ်စုဖွဲ့ပြီးတော့တက်အုပ်ပေါ့နော်တို့တစ်ဖွဲ့ပြီးတစ်ဖွဲ့အရှိကိုထွက်ပြီးတော့တရုပ်ဆောင်ခိုင်းတယ်ပုံပြောကြသူကိုတယောက်ထားလိုက်ပြီးတော့ပေါ့နော်ပုံမြင်ပြောတဲ့လူအဲ့လိုမျိုးလေ့ကျင့်ပါတယ်ကမောနိကပြာကိုအုပ်စုဖွဲ့၍နှုတ်ဆက်စေခြင်းကလေးတွေကိုတဒန်းလုံးအရင်ဆုံးပြန်ပြီးတော့နှွေးတဲ့အနေနဲ့ပြန်ဆိုမယ်ပြီးရင်ကလေးအုပ်စုနှစ်စုဖွဲ့မယ်ဖွဲ့ပြီးတော့ကြပြာကိုအပြန်လဲအမူအရာနဲ့ဆိုမယ်ပေါ့နော် Good morning to you ဆိုကျန်တဲ့တစ်ဖက်ကပြန်ဆိုမယ် Good morning to you Good morning dear my friends Good morning to you အဲ့လိုအပြန်လဲဆိုကြမယ်ပေါ့နော်အကြားအာယုံကိုသုံး၍ကစားခြင်းအရင်ဆုံးဆရာကဒီသင်ခန်းစာအတွက်စံစစ်အနေငယ်ထည့်ထားတဲ့ဘူးရဲ့နောက်တစ်ခါကြောက်ခဲအနေငယ်ထည့်ထားတဲ့ဘူးရဲ့ရေအနေငယ်ထည့်ထားတဲ့ဘူးရဲ့ဆိုပြီးဘူးသုံးဘူးဟိုစုဆောင်ထားမယ်ပေါ့နော်ပြီးရင်ဆရာကစပွဲပေါ်မှာတင်ထားပြီးတော့ကိုကအဲ့ဘူးတွေကိုပေါ့နော်တခုခုနဲ့ကာလိုက်ပေါ့မကတ်ထူဘုံလို့ဘာလို့ ਨੇ မမြင်ရအောင်ဆရာကကာထားမယ်ကာထားပြီးတော့ဆရာကအဲ့ဒီဘူးရဲ့နောက်ကွယ်မှာကလေးတွေပေါ့နော်မမြင်ရအောင်ဆရာအဲ့လိုပေါ့ဘူးကိုလှုပ်မယ်ပေါ့ဆန်စီပါတဲ့ဘူးကိုပဲလှုပ်ကြောက်ခဲပါတဲ့ဘူးကိုပဲလှုပ်အကြိုက်ကလေးတွေကိုမေးမယ်ပေါ့နော်ဒီအခုဆရာလှုပ်လိုက်တဲ့ဘူးကကြောက်ခဲဘူးလားဒါမှမဟုတ်ရင်အဲ့ဘောတော့ကြောက်ခဲဘူးလားဆန်ဘူးလားရေဘူးလားဆိုတာကိုကလေးတို့ခွဲခြားခိုင်းမှာပေါ့နော်အဲ့လိုခွဲခြားပြီးတဲ့အခါဆရာဘလို့လို့သိတာလဲကလေးတို့မေးမယ်နားထောင်လို့တော့ဘာနဲ့နားထောင်တာလဲနားနဲ့နားထောင်တယ်ပေါ့နော်အဲ့လိုနဲ့ကိုလိုချင်တဲ့အဖြေရအောင်ကလေးတွေကိုဆွဲပြီးတော့မေးပါမယ်အကြရင်သူတို့ကဒီနားဒီနားကနေပေါ့နော်အတန်တွေကိုကြားရတယ်ဒီနားကိုအသုံးပြုပြီးတော့အတန်တွေကိုနားထောင်ရတယ်အကြားအာရုံဖြစ်တယ်ဆိုတာကိုဆရာကကလေးတွေကိုရှင်းပြပါမယ်အယောင်တူစုခြင်းဒီသင်ခန်းစာမှာဆရာကရောင်စုစက်ကူအပိုင်းစာလေးတွေပေါ့နော်အဲ့အပိုင်းစာလေးတွေကိုစပွဲရဲ့အလယ်မှာစုပုံထားမယ်တီရှယ်ကတော့ကလေးတွေကိုအုပ်စုဖွဲ့လိုက်တယ်တီရှယ်တို့ကကြတော့အဲ့လိုပေါ့နော်စကွဲဝိုင်းလေးတွေနဲ့အုပ်စုအဲ့လိုပေါ့တအုပ်စုအဲ့မှာတီရှယ်အလယ်ကောင်မှာအုပ်စုတိုင်းကိုပုံပေးထားတယ်အဲ့စာရွက်ကလေးကိုပေါ့နော်အလယ်မှာပုံပေးထားတယ်ပြီးလို့ချင်းဆရာကအဲ့ထဲကစက်ကူတွေထဲကနေအယောင်တူတာတွေကိုရွေးထုတ်ပြီးတော့တစုချင်းစီစုခိုင်းတယ်ကလေးတွေကိုပေါ့နော်အဲ့လိုနဲ့အယောင်တွေကိုခွဲခိုင်းတယ်ပေါ့နော်ဆရာကအယောင်ကိုကြာပန်းခေါ်ပြီးတော့အဲ့လိုပေါ့နော်ကလေးတို့စကူအယောင်တူရာတွေစုထားမယ်ပေါ့နောက်ဆုံးအယောင်တွေကုန်သွားတဲ့အထိပေါ့နော်ကလေးတွေကအဲ့မှာအယောင်တွေကိုရွေးနိုင်လားမရွေးနိုင်လားဆိုတာကိုဆရာကကြည့်မယ်ကြည့်ပြီးတော့ကလေးတွေကို support ပေးမယ်ပေါ့နော်အယောင်တူပစ္စည်းများကိုစုခြင်းဒီသင်ခန်းစာမှာကြတော့ဆရာကသားတို့သမီးတို့မှာရှိတဲ့အနီရောင်ရှိတဲ့ပစ္စည်းတွေ
ဘောနော်ရှာပါရှာပြီးတော့တစုစုပါအဲဆိုကလေးတဲ့ဟိုကိုချီမှာခဲပြက်ကအနီအောင်လားအရီဘူးကအနီအောင်လားအလွယ်ကနေအောင်လားအနီအောင်ပါတဲ့ပစ္စည်းကိုသူတို့ရွေးလာပြီးတော့သူတို့အုပ်စုလိုက်စုမယ်ပေါ့နော်အဲ့ဒီခါမှာအနီအောင်ထဲမှာနောက်တစ်ခါအမျိုးအစားတူတဲ့ပစ္စည်းထပ်စုမယ်အနီအောင်ထဲမှာခဲပြက်တွေခဲတန်တွေပေတန်တွေပေါ့နော်အဲ့ဒီထဲမှာခဲပြက်ဆိုခဲပြက်ကြည့်အနီအောင်ခဲပြက်ပေတန်ဆိုပေတန်အနီအောင်ကြည့်အဲ့လိုမျိုးပေါ့နော်အရင်ဆုံးအယောင်တူရပစ္စည်းရစုမယ်ပစ္စည်းထဲမှာထပ်ပြီးအမျိုးအစားခွဲမယ်အယောင်တူထဲမှာခဲပြက်ပေးတယ်အဲ့လိုပေါ့တစုချင်းစီပြန်ပြီးတော့အဲ့လိုဆရာကသူတို့ကိုအယောင်တူပစ္စည်းတွေစုတက်အောင်ကလေးတွေကိုသင်ကြားပေးပါအနားယူခြင်းကြောင်းပြတ်တက်တဲ့ချိန်ပေါ့နော်ကလေးတွေအရန်ငိုက်တဲ့အချိန်ကိုဒီရှယ်ကအနားယူခိုင်းပါတယ်တိဆိုခြင်းဒီသင်ခန်းစာမှာကြပြလေးတစ်ပုတ်တင်ရရပေါ့နော်မျက်စိလေးကမြင်နေဆိုတဲ့ကြပြလေးကြားဖူးကြရမလားကြပြတရှင်းလေးကိုဒီဒုတိယပတ်9ရက်လောက်ပြီးဒီရှယ်ကြပြလေးတွေတီးတက်တစ်ခါပြန်သိမိမယ်နော်တရှင်းလေးကိုနားထောင်ကြည့်အောင်နော်မျက်စိလေးကမြင်တယ်နားလေးကကြားတယ်နှာခေါင်းလေးကလေးကိုချူရတယ်အုံနောက်လေးကတွေးကပါးစပ်လေးကိုဟာကပျော်ပျော်ချွင်ချွင်တစ်ချင်းဆိုချဆိုကွယ်ပျော်ရွှင်တဲ့ကြပြလေးပေါ့နော်ဒီကြပြလေးကိုသင်ကြားဖို့တချေတို့ကရှေ့မှာအာယုံအမျိုးမျိုးနဲ့ကစားပြီးသင်ခဲ့ပြီးသားဖြစ်ပါတယ်မျက်စိဆိုမျက်စိလေးကကြတော့မြင်တယ်နားလေးကကြားတယ်နှာခေါင်းကဘာလုပ်လဲလီရှူတဲ့အလုပ်ကိုလုပ်တယ်အုံနောက်ကတော့စဉ်းစားတယ်တွေးတယ်ပါးစပ်လေးကတော့စကားတွေပြောတယ်ပျော်ပျော်ရွှင်ရွှင်တစ်ချင်းဆိုမဲ့ဒီပါးစပ်လေးကိုသုံးပြီးတော့တချေတို့ကဘာတွေလုပ်တယ်ပေါ့နော်ကလေးကိုဒီကြပြလေးရဲ့ရွယ်ချက်ကြပြလေးကိုမသိခင်အရှိမတချေတို့ကသူ့ရဲ့ရွယ်ချက်ကိုသိခဲ့ပြီးသားဖြစ်ပါတယ်ကဲဒီနေ့တာအနှစ်ချုပ်ပါဒါကတော့ဆရာနဲ့တပည့်အပြန်အလှန်အနှစ်ချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်